ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်မမေတို့တော်ဝင်က TikTok channel လေးကနေပြီးတော့ချစ်ရရဲ့ကကာတွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မမေကဒီနေ့ပေါ့နော်ချစ်ရရဲ့ကကာတွေကို 18K လက်စွပ်လေးတွေချစ်စရာကောင်းတဲ့ပုံစံလေးတွေပြပေးသွားမှာဖြစ်ပါတယ်ရှင်ဝင်လိုက်တဲ့အခါမှာလည်းတက်တာလေးဖြစ်ပြီးတော့လက်ဆောင်ပေးခြင်းတဲ့သူတွေအတွက်ဆိုလည်းဈေးလည်းအများကြီးသုံးစရာမလိုဘဲနဲ့အရန်အောင်မှလှတဲ့ဒီဇိုင်းလေးတွေဖြစ်ပါတယ်ရှင်အလဲရောင်းလေးတွေကလည်းလေအရန်အောင်မှတန်သောစင်းလုံးလေးနဲ့ပါနော်မင်းကပထမဆုံးပြပေးထားတဲ့လက်စွပ်ဒီဇိုင်းလေးဆိုရင်လေပုံစံလေးမှာအရန်ချစ်စရာကောင်းပြီးတော့မင်းတို့စီမှာလည်းအရန်ရောင်းရတဲ့ဒီဇိုင်းလေးပါရှင်Granzing လေးဟာဆိုရင်လည်းသူက 1.02 gram ရှိပြီးတော့တိုင်းလေးဟာဆိုရင်တော့7နှစ်ဖြစ်ပါတယ်ရှင်ဒီဒီဇိုင်းလေးဆိုလေအရန်အောင်မှချစ်စရာကောင်းတဲ့ဘေးနားလေးမှာလုပ်ထားတဲ့ဒီဇိုင်းလေးဟာဆိုရင်လည်းသူကခွင်းရိုးလေးကိုလည်းလုံးဝချင်းချင်းပုံစံဒီဇိုင်းလေးလုပ်ပေးထားတာမို့အရန်လှတယ်ရှင်ရိုးရှင်းရှင်းဒီဇိုင်းလေးနဲ့အရန်လှတာမို့ကိုယ့်ရဲ့ချစ်သူကောင်းမလေးကိုလက်ဆောင်ပေးမယ်ဆိုလည်းအရန်သဘောကျနေစေမယ့်ဒီဇိုင်းလေးတွေမှာဒါလေးပါပါတယ်ရှင်အလဲရောင်းလေးရလည်းလေ30အယောင်15လေးနဲ့ပဲမမေတို့ကရောင်းချပေးနေတာပါနော်မမေခုထပ်ပြီးပြပေးထားတာကြတော့လေH ပုံစံဒီဇိုင်းလေးကိုမှလုံးဝဆက်ဖြတ်ဆန်းလေးနဲ့အရန်ချစ်စရာကောင်းတဲ့